ခပေးနေတာကြည့်လိုက်တော့တန်တရားကြောင့်ချစ်သူချင်းတို့ကွယ်ရတယ်တန်တရားကြောင့်မိသားစုကွယ်ရတယ်တန်တရားကြောင့်အသင်တော်ကြီးလည်းနှချမ်းကွယ်သည်တန်တရားဆိုတာဟာဩစာရမနာရဲ့အေးအားကောင်းတဲ့လက်နဲ့ကြည်ပါပဲတန်တရားကြောင့်ဘဝရင်မချက်ပြရတယ်တန်တရားကြောင့်ယုံကြည်ခြင်းများဝေလွင်ပြေတန်တရားကြောင့်တို့ကဘာကြီးလည်းပြတ်တော်မယ်တန်တရားဆိုတာဟာဩစာရမနာရဲ့အေးအားကောင်းတဲ့လက်နဲ့ကြည်ပါပဲအေးတန်တရားနဲ့ယဉ်မိသူဟာဘုရားရှင်နဲ့လုံးထွေးနေမှာဘယ်တော့မှသူ့ဘဝမပြောမှသိကြတယ်တန်တရားနဲ့ဝေဝေနေပါစေတသိက်တော်မျက်ရှိစေပါတန်တရားဆိုတာဟာဩစာရမနာရဲ့အေးအားကောင်းတဲ့လက်နဲ့ကြည်ပါပဲအေးဟုတ်လားကြောက်ဖို့ကောင်းတယ်သိကြောက်ဖို့ကောင်းတယ်စေချင်တော့တန်တရားကြောင့်ချစ်သူချင်းတို့ကွယ်ရတယ်တန်တရားကြောင့်မိသားစုကွယ်ရတယ်ကြည့်လိုက်တန်တရားကြောင့်အသင်တော်ကြီးလည်းနှချမ်းကွယ်သည်တန်တရားဆိုတာဟာဩစာရမနာရဲ့အေးအားကောင်းတဲ့လက်နဲ့ကြည်ပါပဲအေးတန်တရားကြောင့်ဘဝရင်မှန်ချက်ပြည့်ရတယ်တန်တရားကြောင့်ယုံကြည်ခြင်းများဝေလွင်ပြေတန်တရားကြောင့်တို့ကဘာကြီးလည်းပြည့်တော်မယ်တန်တရားဆိုတာဟာဩစာရမနာရဲ့အေးအားကောင်းတဲ့လက်နဲ့ကြည်ပါပဲအေးတန်တရားနဲ့ယဉ်မိသူဟာဘုရားရှင်နဲ့လုံးထွေးနေမှာဘယ်တော့မှသူ့ဘဝမပြောမှသိချတယ်တန်တရားနဲ့ဝေဝေနေပါစေတသိက်တော်မျက်ရှိစေပါတန်တရားဆိုတာဟာဩစာရမနာရဲ့အေးအားကောင်းတဲ့လက်နဲ့ကြည်ပါပဲအေးတန်တရားနဲ့ယဉ်နေသူဟာဘုရားရှင်နဲ့လုံးထွေးနေမှာဘယ်တော့မှသူ့ဘဝမပြောမှသိကြတယ်တန်တရားနဲ့ဝေဝေနေပါစေတသိက်တော်မျက်ရှိစေပါတန်တရားဆိုတာဟာဩစာရမနာရဲ့အေးအားကောင်းတဲ့လက်နဲ့ကြည်ပါပဲမေတ္တာတန်တရားဆိုတာဟာဩစာရမနာရဲ့အေးအားကောင်းတဲ့လက်နဲ့ကြည်ပါပဲ